တကယ်ကျတော့ဘာဝယ်စားရတယ်အခုငါခင်းနေချပေးမယ်ငါကြတော့ထိုးဆက်တိုင်းမယ်ခေါက်ဆဲကြော်ပဲစားမယ်သူကတော့သူတို့ကြိုက်တဲ့ဟင်းတော့သူတို့ရွေးမယ်အေးအဲ့ဆိုပုံလေးချပေးမယ်အမရေသူအဲ့ဒါရေဟုတ်အမရေဒီမှာမှားထားတာအဲ့ဒါလေးပါအော်ဟုတ်လားဟာကိုတို့အမတော့ဘာစားမလဲမစားတော့ပါဘူးတော်ပြီဒီနေ့တော့ငါတို့ဟိုကိစ္စအကြောင်းရှင်းရမယ်ဟာကိုတို့ပါလေမင်းနဲ့မဆိုင်ဘူးမင်းကဒီဆိုင်ကိုပဲ့ဆောင်တဲ့ဝိတ်တာအစားနဲ့ရိတ်ခါတယ်ကွာမင်းနဲ့မဆိုင်ဘူးသွားပါအစားတောင်းနေတယ်ကောင်းကောင်းစားတော့ကောင်းကောင်းစားငယ်ကြီးလို့ရေအော်ဘယ်လောက်ကြတယ်ဒီဟာလေးကကြတော့300ဒါလေး300ဒါလေး1000စုပါကြပါတယ်ကျွန်တော်တေချာမတက်လို့အဲ့လိုပဲပောက်ကီရပြောလိုက်တာပါအဲ့ဒါလေးတော့တီးခတ်ပေးပါခင်ဗျာစုပါကြောင်းလေးငွေပေးလိုက်ပါတယ်ကျွန်တော်အော်မေးတော်တယ်မင်းတို့ဒီနေ့လာစာဒီနေ့လာစာငါတန်းတော့ပေးလိုက်2တန်းတော့ပေးလိုက်ပဲပထမဆုံးရက်ဆိုငါ2တန်းပေးမယ်အေးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်နောက်လာကြိုက်ပုံမှန်မဲ့အခုကမေးလာတော့ငါပို့ပေးလိုက်တာအိုးဒီလားဆိုရင်ငါအကြောင်းလာကပေးလို့ရပြီပြောလိုက်တာပြောလိုက်တာဟာဒီရပိုက်လူကြမ်းမှုခဏကြည့်နေရဒီစားတော့တိတ်ငါစစ်မရမယ်ဆေးဖွေးတဲ့စေသူပတောင်းပြင်မှာငါတေးကြတယ်ဘာလို့အဆိုင်ရဟင်းနေကောင်းလို့အားကြီးအသားဆိုရင်ပို့ပြီးတက်ဆက်ကျင်းနေတော့မတိတ်ငါအဲ့လိုလူတွေဘလိုင်းပြောရတယ်ငါ့ကိုစာယူလို့ထည့်ဦးမယ်ဟိုမှာတော့ဝိတ်တာတယောက်ရှိတယ်အဲ့ဒီအဓိကဆိုင်ရှင်ကိုတော့စောက်ကြည့်မှာဝိတ်တာတော့ဘာမှမသိဘူးစောက်ကြည့်မှရမယ်တယောက်တည်းချောင်းလိုက်မယ်တေးချာတကယ်ကြီးတော့ဒီနေ့ငါတို့ကျောင်းမှာချော်လေးရတော့ရီးစရာကြီးဟုတ်တယ်မင်းအဲ့လိုရီးစရာလုပ်လို့မရဘူးကွာအဲ့ဒီမှာရီခီကပြောလိုက်ကျော်ကြီးကပြောလိုက်တယ်ကျော်ကြီးငါတော့ရီးကြတော့ရီးတာပါမင်းအဲ့လိုရီးရစာရိတ္တမကောင်းဆိုတာငါသိတယ်ငါအဲ့လိုမရှိတော့ပြီးတော့တကယ်ချင်းတွေကစကားပြောရတော့အချိန်တနားကြာအဲ့တော့ငါတို့လည်းပြန်ထည့်တတ်ပြီတကယ်ချင်းရေငါမိဘခေါ်နေပြီအိစာလုပ်ဖို့ငါတဲ့အိစာလုပ်ရအောင်ပဲတတအဲ့ဒါဆိုရင်ငါပြန်လို့မယ်နော်မပြန်နဲ့ဟောအမပစ္စည်းတစ်ခုပြောက်သွားတော့ကိုရှာပေးပါလားကိုရှာပေးဟေးမောင်လေးကြားကျွန်တော်ဘာကူစီရရှိတော့တယ်မပြန်တော့မင်းမနှက်ဖက်ကြရတော့ဒီပုံအဖေချေပဲလားဟုတ်ငါချိန်တော့ကြာနေပြီဘာပြောဆက်ရှိတော့ဘာမဟုတ်ဘူးငါဝိတ်ကြောက်ငါမေငါလမ်းကြောက်နေတော့ငါမဟုတ်သွားပြီဘလို့မဝင်နေတော့ဒီချိန်တော့ကြာနေပြီခုနကတော့ဆိုင်ငယ်နဲ့ညတိုက်တော့ငါပြန်လိုက်မယ်ပြန်သွားပြီကွာ
ဒီကလည်းဝတ်လိုက်တယ်အိမ်စာလေးပါလေးလုပ်လိုက်အောင်မယ်ဒီကိုဆိုမနေအဲ့ဆိုအမအိမ်နာလေးလိုက်ခဲ့ပေးပါလားဟုတ်လားလိုက်ခဲ့ပေးမယ်ဒီမှာဟာဒီတိုင်းကကျမကဘာဒီတိုင်းကငါအခုငါအသားတွေကုန်လာပြီနော်ပြီးတော့လေငါတက်ထားတဲ့လူတွေရှိပြီပုံမှန်အသားတွေကမလက်ဆက်လို့ငါဆိုင်မဝဲကြဘူးအဲကြောင့်မင်းကငါတာမရမယ်ပြီးတော့ငါတက်ထားတဲ့လူတွေရှိပြီအဲ့လိုမလုပ်လိုက်တဲ့အမကကျမဒီစားလည်းမရတော့ဘူးမင်းကခုတ်တော့မယ်အဲ့ဒီမှာပဲအဲ့ဒီလိုနဲ့မြားပတ်ကြီးရဲ့အော်ဒါတွေကတိတ်ဆိတ်သွားပါတယ်ဟာနေသေးဝိုင်းလားနေသေးဝိုင်းကိုရွှေချာအဲ့ဒါကိုဆောင်းတော့ကိုရွှေချာကနေပြီးတော့လန့်သွားပါလက်စားတဲ့တို့လူတွေလိုက်တတ်တာပေါ့ကျောက်ဆရာကြီးငါစခန်းမှုကြီးကြမှာရမတိမတာလေးတွားမှရမယ်မောင်ရင်ငါ့ကိုလည်းလိုက်တတ်နေဦးမယ်ဒါပေမဲ့ငါမှလည်းပါမင်းနဲ့အဲ့လာတွေကပို့ဆိုးသွားတော့ငါလည်းအမှုပတ်နေပြီဘာကြည့်တာလဲရေသားကြီးရဲ့ဒုက္ခပဲကောင်မလေးတွေတက်ခံရရပြီကျွန်တော်တိခဲ့ရပါအခုကျွန်တော်လည်းမျက်စိတွေတက်ခဲ့ရပါခင်ဗျာအော်တက်ကြခုနကတော့ကြားနိုင်ပါတယ်ဒါမဲ့ကျွန်တော်ဘာမှမဟုတ်လို့နေတယ်ဘာမှမဟုတ်လို့မသိပြီအချီကဆိုင်ကအတိုင်သွားပါပြီအဲ့ဒါငါအတော့မချတာအဲ့ဒါပဲမဆိုင်ပါဘူးလည်းမှောင်နေတော့သူတွေတိတ်မသိရပါအဲ့ဆိုရင်ကတော့မနေ့ကျဆုံးဆန်းရမယ်အိမ်စာတွေလှုပ်ပြီးွားဆိုတော့ငါအိမ်မရမယ်6နိုင်ထိုးရည်နောက်ကျသွားတာညအဲ့ဒါနောက်ကျတယ်ငါကြောင်းပြည့်စည်ရမယ်ရေချိုးရမယ်ညတော့ရေချိုးပြီးအကြောင်းဝတ်စော်အမြန်လေးမယ်ပြီးငါတကယ်ကျတဲ့အကြောင်းသူဆိုသွားမယ်မနှက်စားလည်းမစားတော့ငါလည်းလွယ်သွားတော့မယ်ဦးရေတနော်ဦးလေးသွားပြီကျော်ကြီးအစိုးရသွားမှရမယ်ကျော်ကြီးကတော့ချက်လက်စားနေတာကျော်ကြီးစားရရတယ်ပြောနေတာဒီဆိုင်မှာငါဘိုင်းမစားဘူးငါမစားတော့ဘူးငါအဲ့တော့စားမကောင်းအကြည့်တက်တယ်အဲ့တော့ငါအစာပြေမိဟာလေးပဲရွေးစားလိုက်မယ်ညတော်တော်လက်ယောက်ျားလေးဆိုတော်တော်လက်ရှိရမယ်သူတယောက်ကြောင်းသားဆိုရင်ဟောလိုက်တာအမဘာရောက်နေဆန်ဒွစ်တယ်ကိုကာကိုလာရောက်နေကျေးဇူးတင်ပါတယ်တားပြီကျွန်တော်လိပြီအချိန်ရှိသေးတယ်မနေ့ဆိုရှိသေးတယ်ပြီးပါတယ်ပြီးသားနော်ဘာတတိထားမယ်ဆိုငါ့ကိုပြောပါလေငါလည်းမသိဘူး
မရောက်သေးဘူးဟာလူတွေရောက်လာပြီဟာအများကြီးပဲဟေးဟိုရတယ်ငါလည်းအခုစောင့်နေရတယ်ငါတငယ်ချင်းနီမတွေးမိဘူးလားကျွန်တော်ကမတွေးမိပါဘူးဟေးမင်းတွေးမိသေးလားတွေးမိဘူးရအောင်စားတဲ့ဟိုကောင်မရောက်သွားပြီတော်ပြီကိုစားအောင်လုပ်တာကောင်းမယ် တော်ပြီဖုံးပြရေဟာ အဲ့ဒီတော့လေအော်ဒီကနေတေးသွားတယ်ဆိုတော့ तू မသိလိုက်ပါဘူးဟဲ့ဂျော်ဂျီချေအသားကောင်းစားဂျော်ဂျီသူ့ကိုတွေးမိသေးရမှာတွေးမိဘူးမနက်ခေကငါလမ်းလျှောက်ထွက်တာတော့တွေးလိုက်သေးတယ်ကွာအဲ့ဒီမှာပေါ်မှာရင်းနေလူအဲ့ဒီလူကနီကိုဘာလုပ်တာမလုပ်ပါဘူး तू ကစုံနာတယောက်တော့ငါတည်းအဲ့ဒါတော့ငါအတိနဲ့ငါအဖေနဲ့အတိတော့ပြောတာပဲဟောအေးခါကြီးတော့အဲ့ဒီစုံတော့ကချီဗီကက်ဆယ်ကိုလာစောင့်နေရတယ်အဲ့ဒီစုံသားနဲ့ငါဖေတွေကညီကိုတဝင်းခွင်းတော်ရယ်ဆိုငါတိတော့ထားပါအခုငါထားလိုက်အောင်မယ်ဆီယာမဒီနေ့စာမေးမေလို့ပြောတယ်အားလုံးပဲကြီးစုပေးတဲ့ပွဲတက်တဲ့အားလုံးပဲကြိုက်မယ်လို့ညွှန်နေပါတယ်အားလုံးပတ်ပါနောက်နေ့မှပြန်တွေ့ကြအောင် see you